အမှုတစ်ခုထပ်ပတ်တယ်အမှုတစ်ခုပါအပြင်သွားခံနေတယ်ကျွန်တော်မိမကိုသူ့အလုံးမလာပြီးတာချိုးတယ်ပြီးရင်ကျွန်တော်သူ့ BTS တကယ်ဝတ်တဲ့ကိစ္စကိုပြောပြပြီး surprise လုပ်မယ်အဲ့ဒီခါကျရင်သူမျက်နှာဘယ်လိုဖြစ်သွားမလဲဆိုတာစောင့်ကြည့်လိုက်အောင်နော်လာပြီကျွန်တော်မာယူမှာနန်းလျှောက်လာပါလေနော်မျက်နှာခက်တီနဲ့ Hello Mai Hello. How's the day It's good. Busy Just a little bit. Mai ပြောရှိတယ် Line ကိုကြည့်ပါလား Bye. See ya. Bye. Mai surprise နေတင်လာတခုရှိတယ် Surprise. Fish man. ဟုတ်တယ်ကြည့်ချင်တယ်ကျွန်တော် surprise နေတယ်အခုတော့ပါလေဘာများလဲဆိုတော့ဒီကနေ့ BTS တကကိုဒီကတော့စောင့်ပြီးဝင်လုံးဝမလုပ်ရတဲ့က What? ကျွန်တော် BTS နာမည် membership ဝယ်ရမှာဘာဖြစ်လဲကျွန်တော်ပေးလို့မရကျွန်တော် email ကောစင်ကမ်းမယ်ဒီတကမစတဲ့ BTS ticket? Yeah How did you get that? got it from Vivid app Oh, resale. resale yeah See, Jima, boy. No အဲ့တော့ဈေးမကြည့်ဘူးမနေ့ကဟိုဝယ်ရပူဈေးကြည့်တယ်ဒီနေ့ကကျတော့နည်းနည်းပိုတက်တာပဲအားကြောင့်အမေမြင်ဝယ်ရဈေးတက်တာရတယ် Excited go အော်ဒီကလာသူမျက်နှာကြည့်အော်ကြည့်သူမျက်နှာကြည့် excited ဖြစ်တဲ့မျက်နှာနဲ့ဈေးကြီးတော့နည်းနည်းစူးကြီးနေမျက်နှာ See, Jima, boy, resale. So. အော် original price ဝယ်လို့မရ everywhere ဆိုတည်ထားတယ်အမှန်ကြီးရတယ် I love you. ကြည့်ကြပါ Thank you. Over there. Again, you know, my son, no. နေဆောင်ပေါ့ ကိုနေဝယ်တာလုံးဝမရအောင်နော် အေးဒီ everywhere ဆိုဖြစ်နေတာအစားမျိုးတွေအကုန်လုံး try ပြီးသွားရဘယ်လိုမှဝယ်လို့မရအောင်ကျွန်တော်တကယ် So Stanford yeah Stanford yeah LA သွားတယ်မလို့ Las Vegas သွားတယ်မလို့ ဘယ်ရက်လဲ So ကိုရ Tuesday Tuesday May 19 Okay တဲ့ဟိုမနီဂျာကြိုပြောမရမှာတဲ့ Oh my god I'm so excited အော်ဒီရ တက်ပါဝေးရမလဲမဝေးရမလဲသူများတွေဘယ်လိုဝယ်လာမသိဘူးနော် ဒါနောက်အမှုတစ်ခုထပ်ပတ်တယ်အမှုတစ်ခုပါအပြင်သွားခံနေတယ် စီကြည့်ပေမဲ့လေ ဘာခွင့်မသိတဲ့ပြဿနာပါ Thank you